အားလုံးပဲမင်္ဂလာပါရှင် Knowledge Box မြန်မာမှာကြိုဆိုပါရရှင်စိတ်ပူပန်မှုတွေကိုနှုတ်ဆက်ပြီးကိုအဖြူသဘောဆောင်တဲ့စိတ်နဲ့ Dale Carnegie ရဲ့နိလန်းအတိုင်းလေ့ကျင့်ပေးသွားမှာဖြစ်ပါတယ်။တစ်နေ့လုံးပါမမလုံးမိပေမဲ့ခန်းစားချက်ကအင်ကိုခဲလုံးကြီးတဲ့သွားတယ်လို့ခန်းစားရဖူးပါသလား။မဖြစ်သေးတဲ့အရာတွေနဲ့ပင်ပန်းနေတယ်ဆိုရင်ဒီဗီဒီယိုထဲမှာတော့ Dale Carnegie ရဲ့နိလန်းနဲ့အတူဒီအလေးကိုဘယ်လိုချရမလဲဆိုတာပြောပြပေးသွားမှာပါ။နံပါတ်1အချက်ကကိုခန္ဓာကိုကျန်းမာကြံ့ခိုင်အောင်ထားပါစူးရင်ပူပန်မှုဆိုတာစိတ်ရဲ့ပြဿနာတစ်ခုတည်းမဟုတ်ပဲခန္ဓာကိုယ်နဲ့နက်နက်ရှိုင်ဆက်ဆက်နေပါတယ်ခန္ဓာကိုယ်ကအားနေတဲ့အခါအပက်သဘောဆောင်တဲ့အသွေးတွေကအင်တကားဖွင့်ထားသလိုလွယ်ကူကူဝင်လာနိုင်ပါတယ်ဒါကြောင့်အေးရီးဝအိတ်ချင်းကျန်းမာရေးနဲ့ညီညွတ်အောင်စားတောက်ခြင်းနဲ့10မိနစ်15မိနစ်ခန့်လမ်းလျှောက်ခြင်းကဲ့သို့သောကိုယ်လက်လှုပ်ရှားမှုတွေကိုဂရုစိုက်လှုပ်ဆောင်သင့်ပါတယ်နံပါတ်2အချက်ကခေါင်းထဲကအသွေးတွေကိုထုတ်ပြီးစက္ကူပေါ်မှာရေးပါခေါင်းထဲကအသွေးတွေဟာစူညံနေတဲ့ဈေးတစ်ခုလိုရှုပ်ထွေးနေတတ်ပါတယ်အရာအလုံးကိုစိတ်ထဲမှာမသိမ်းချပဲစက္ကူပေါ်မှာရေးချလိုက်တဲ့အခါရှုပ်ပွားနေတဲ့အသွေးတွေကအစီကျန်ကျထစ်လာပြီးကြီးမားနေတဲ့ပြဿနာတွေကတင်းငယ်သွားတာကိုတွေ့ရပါလိမ့်မယ်နံပါတ်3အချက်ကအသေးစားတိုးတက်မှုစက်ဝင် small progress cycle ပါအစီကျန်ဆွဲပါလှုပ်ဆောင်ပါပြန်သုံးတတ်ပါပြီးတော့တိုးတက်အောင်ပြုပြင်ပါဒီလိုမျိုးအမြဲလဲပတ်နေတဲ့စက်ဝင်းတစ်ခုကိုဖန်တီးထားခြင်းဖြင့်ပုံမခိုင်မာတဲ့စိတ်သဘောထားကိုတည်ဆောက်နိုင်ပါတယ်နံပါတ်4အချက်ကကဲရဲရှုံချတဲ့အသံတွေကိုတိုးတက်မှုကရလာတဲ့အပေါ်စုကြီးလိုစက်မှတ်ပါဝေဖန်ပြောဆိုမှုတွေဆိုတာသင်ဟာတစ်ခုခုကိုလှုပ်ဆောင်နေတဲ့ဆိုတဲ့လက္ခဏာဖြစ်လို့ဒါကိုလက်ခံပြီးပန်းတိုင်စီဆက်သွားပါနံပါတ်5အချက်ကစဉ်းစားနေမဲ့အစားအရင်ဆုံးလှုပ်ဆောင်လိုက်ပါစိုးရင်ပူပန်မှုဟာမြူနင်းနေလိုပါပဲရှေ့ဆက်သွားဖို့ခက်တယ်လို့ထင်ရပေမဲ့တကယ်တမ်းတော့စတင်လှုပ်ဆောင်လိုက်ခြင်းကစိတ်ပလန့်လွင့်မှုကိုရပ်တန့်စေပြီးအောင်မြင်ဖို့အခွင့်အရေးပိုရလာစေပါတယ်။နံပါတ်6အချက်ကဘယ်လိုလုပ်ရမလဲဆိုတဲ့အတွေးအမြင်ကိုမွေးမြူပါ။ငါလုံနိုင်ပါမလားလို့မေးမဲ့အစားငါဘယ်လိုလုပ်ရမလဲလို့မေးခြင်းကဦးနောက်ကိုဖြည့်ရှင်းနည်းလေးရှာဖွေဖို့တွန်းအားပေးပါလိမ့်မယ်။အချုပ်အားဖြင့်ကိုခန္ဓာကိုဂရုစိုက်ပါအတွေးတွေကိုရေးချပါဝေဖန်တန်တွေကိုခံနိုင်ရရှိအောင်လေ့ကျင့်ပြီးလှုပ်ဆောင်မှုကိုအလေးထားပါဒါဆိုရင်စိတ်ပူကန်မှုတွေတဝက်လောက်ရော့သွားတာကိုတွေ့ရပါလိမ့်မယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတွေကိုအမြဲလေ့လာနိုင်ဖို့ Knowledge Box မြန်မာကို like follow နဲ့ subscribe လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်အားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေနောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့ကြပါစို့ကျေးဇူးတင်ပါတယ်ရှင်